အခုပေါ့နော်အမျိုးသမီးတွေရဲ့အိမ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအများကြီးမျှဝေပေးနေကြတာတွေကိုတွေ့ရတဲ့အတွက်ကျွန်မအယံဝမ်းသာပါတယ်။ဒါဆိုရင်အိမ်မရှိတော့တဲ့လူတယောက်အတွက်လည်းမျှဝေဖို့လိုအပ်လာပြီလို့တော့ကျွန်မကမြင်မိတယ်။ကျွန်မကလွန်ခဲ့တဲ့2 နှစ်လောက်ကအိမ်မှာအသားလုံးတွေ့တဲ့အတွက်ကျွန်မအိမ်ထုတ်ခဲ့ရတာပေါ့နော်။ဒါဆိုရင်ကျွန်မတို့ကအိမ်ထုတ်ပြီးနောက်ပိုင်းမှာဘာတွေဖြစ်လဲ။ဒါဆိုရင်ထုတ်ပြီးထားတဲ့လူချင်းပဲပိုသိလိမ့်မယ်။ကျွန်မဆိုရင်စိတ်ခံစားချက်တွေမှာကျွန်မဝမ်းနေလာတယ်အားငယ်လာတယ်ကိုလူရမဝင်တယ်လို့မျိုးခံစားလာတယ်ပြီးရင်ယုံကြည်မှုတွေပျောက်ဆုံးလာအဲ့လိုတွေဖြစ်တယ်အဲ့မှာကိုကျမ်းမာရေးကြတော့ဘာတွေဖြစ်လာလဲကျွန်မညဆိုရင်အရန်ပူတယ်ပြီးဆိုရင်ကျွန်မရဲ့ခန္ဓာကိုယ်ကဒီခါထုံစည်းတန်ကြောင့်ကျွန်မအောက်ပိုင်းကလေမှာလွင့်နေတယ်လို့မျိုးမတန်တော့တယ်လို့မျိုးကျွန်မခံစားရတယ်ပြီးဆိုရင်ကျွန်မရဲ့ဒီခါအောက်ကနေအောက်ပိုင်းတစ်ချောက်လုံးမှာကျွန်မနာကျင်ကြိုက်ခဲတဲ့ဝေဒနာတွေကိုခံစားရတယ်ဖျားရှိခိုးပြီးဆိုရင်ကျွန်မပြန်ထားဖို့မလွယ်ဘူးလေးဘက်ထားပြီးတော့မှထားရတယ်အဲ့အတွက်ကျွန်မဘာတွေလုပ်ခဲ့လဲဆိုရင်ကျွန်မလမ်းတွေလျှောက်တယ်ရေတွေတောက်တယ်နော်ပြီးဆိုရင်ကျွန်မတဘာဝဓာတ်စာလေးတွေကိုကျွန်မရှာပြီးတော့မှစားသုံးတယ်ဒီလိုနဲ့ကျွန်မဒီနေ့ဒီအချိန်မှာဒီလိုပြန်ပြီးတော့ကောင်းမွန်လာတယ်ဒါကြောင့်အိမ်ထုတ်ထားတဲ့မိတ်ဆွေတွေထဲမှာလဲဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေဖြစ်နေတယ်ဆိုရင်ကျွန်မကိုလာမေးလို့ရပါတယ်ကျွန်မကပြန်ပြီးတော့မှကျွန်မရဲ့ဒီဖြစ်စဉ်လေးတွေနဲ့ကျွန်မကိုစောင့်ရှောက်ခဲ့တဲ့အရာလေးတွေကိုကျွန်မပြန်ပြီးမျှဝေပေးလို့ရပါတယ်ကျွန်မရဲ့ဗီဒီယိုလေးကနေပြီးတော့မှတစ်ခုအကျိုးရလက်များရှိခဲ့တယ်ဆိုရင်တော့ yes လို့မှတ်ပေးခဲ့ပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်